Hey မှတ်ထားရှမ်းတော့ကလည်းလိုက်ဆိုအင်္ဂလိပ်လိုနည်းနည်းပြောကြည့်မယ်နော် If you lose your money you lose nothing If you lose your health you lose something If you lose your faith you lose everything So ဘာပြောလိုက်တာလဲပတ်စံတင်းထဲမှာပတ်စံနဲ့ကုန်သွားလို့တင်းဘာမှကုန်ဆုံးသွားတာမရှိဘူးဘာလို့တိလိုက်ညီကောင်မောင်တို့တစ်ချက်ပဲဆရာတင်ပေးမယ်အချိန်ကပတ်စံထက်တန်ဖိုးကြီးတယ်ဆိုတာကိုတင်နားလေသွားပြီးအချိန်တိုင်းကိုတန်ဖိုးရှိရှိအသုံးချတတ်ရင်အဲ့ဒီပတ်စံတင်နောက်ကနေပြန်လိုက်လာလိမ့်မယ်ငွေထက်တန်ဖိုးရှိတဲ့အရာလောကမှာဘာထင်လို့လဲအချိန်ပြဒါမဲ့ဘာဖြစ်လို့အဲ့ဒီငွေမရှိတာသိလားတင်ပိုင်ဆိုင်ထားတဲ့အချိန်တွေကိုတင်ဖြုံးနေလို့ပိုင်ဆိုင်ထားတဲ့အချိန်ကိုမဖြုံးပဲနဲ့တန်ဖိုးရှိရှိအသုံးချတတ်ရင်အဲ့ဒီငွေကတင်အချိန်တိုင်းမှာနောက်ကနေပြန်လိုက်နေလိမ့်မယ်ဒါကြောင့်ကမ္ဘာမှာအောင်မြင်တဲ့သူတွေကငွေထက်အချိန်ကိုတန်ဖိုးထားတတ်တယ်အချိန်မဖြုံးဘူးဘေးမှာရှိတဲ့သူပြောလိုက်အချိန်မဖြုံးတဲ့တငယ်ချင်းအင်္ဂလိပ်လိုပါနဲ့ပြောခွင့်ပြောပါငါသား Don't waste your time. Amen. Don't waste your time. Don't waste your time. Amen. ကျွဲဝတဲ့လူတွေဟာအချိန်မဖြုံးရဲဘူးအချိန်ကိုတန်ဖိုးရှိရှိအသုံးချတယ်ဒါကြောင့်တတိယကြောက်ဘာပြောလဲဆိုတော့ a reader today a leader tomorrow တဲ့ဒီနေ့မင်းဒီမှာရှိတဲ့အချိန်ကိုသင်ယူမှုတွေလုပ်နေရင်နောက်နေ့မှာလိုက်လာမှာတော့သင်ရအောင်မြင်ရှင်းနေပဲမချားမှာဆိုလို့ဘာမှလို့ပြောရင်နတ်သိမ့်နားမလဲမှာဆိုလို့မြန်မာပြည်အဖွဲ့တွေအဆင့်နေမြင့်ကုန်ပြီဆိုတော့အချိန်မဖြုံးတဲ့လူမပြောတော့အင်္ဂလိပ်လိုပြောအောင် don't waste your time လို့ပြောလိုက်ပါဘေးနောက် don't waste your Amen ရှာယုံကြည်တယ်ဒီထဲမှာရှိတဲ့သားသမီးတွေအင်မတန်အောင်မြင်တဲ့သူတွေဖြစ်လာလိမ့်မယ်ပတ်စံနဲ့ကုန်သွားလို့သင်ဘာမှမဆုံးရှုံးဘူးဘာဖြစ်လို့လဲသင်အချိန်ရှိနေတဲ့၍သင်အချိန်ရှိနေတဲ့၍သင်ရတတ်တာမှာမျော်လင့်စရာအများကြီးရှိသေးတယ်အာမင်ဟာလေလုယာအရေးကြီးဆုံးပါIf you lose your faith, you lose everything. အရေးကြီးဆုံးကမျော်လင့်ချက်တွေမကုန်ဆုံးပါစေနဲ့။ယုံကြည်ချက်တွေမကုန်ဆုံးပါစေနဲ့။ယုံကြည်ရှိနေတဲ့၍သင်ကိုဘယ်အရာမှဖျက်ဆီးလို့မရစေရဘူး။